5ကိုအခန်း6လောက်ထိသင်ပြီးသားသူတွေကဒီစာကြောင်းတွေအားလုံးကိုရေးနိုင်မယ်ဆိုတာကျွန်တော်ယုံကြည်တယ်အဲ့တော့မရေးနိုင်တဲ့သူတွေကလည်းပဲထပ်ပြီးတော့စူးစမ်းဖို့အကြံပေးခြင်းပါတယ်နော်အဲ့တော့နံပါတ်1ကကျွန်တော်အမေကဟင်းချက်တက်တယ်အမေဆိုတော့ဟာပေါ့နော်အမေဟာဆိုတော့ဟာဝါဟင်းချက်တက်တယ်ဟင်းဆိုတော့ကျွန်တော်တို့လျောဒီပေါ့နော်လျောဒီနော်လျောဒီအဲ့တော့ပါတီကကိုတက်တယ်ဆိုတော့เนาะကျွန်တော်တို့လုံနိုင်တယ်လုတ်တက်တယ်ရေးချင်းတွေဆိုတော့လျော်ဒီကပေါ့နော်လျော်ဒီကတော်တယ်ဂျောဇိုですเนาะဂျောဇိုเนาะဂျောဇိုですအဲ့တော့ဟာဝါလျော်ဒီကဂျောဇိုですเนาะအမေကဟင်းချက်တက်တယ်နံပါတ်2ကုမ္ပဏီမှာနေလေစာစားမယ်ကုမ္ပဏီဆိုတော့ကျွန်တော်တို့ဗာလဲခါအီရှာเนาะခါအီရှာเนาะခါအီရှာမှာဆိုတော့လှုပ်ရှားမှု action တွေဖြစ်တဲ့ daily နဲ့တောင်းမယ်နော်ခိုင်ရှာတဲ့နေ့လေစာ hiru goha ပေါ့နော် hiru goha ကိုစားမယ်ဆိုတော့ o စားပါမယ်ထားပဲမတ်ပေါ့နော်ထားပဲမတ် hiru goha ကိုထားပဲမတ်နော်ကုမ္ပဏီမှာနေ့လေစာကိုစားပါမယ်နံပါတ်3ကကြတော့မနေ့ကတငယ်ချင်းနဲ့ပန်းချန်သွားခဲ့တယ်မနေ့ကဆိုတော့ကျွန်တော်တို့ kino ပေါ့နော်kino တငယ်ချင်းဆိုတော့tomodachi နော် tomodachi နဲ့ဆိုတော့ tomodachi တော့ပန်းချံခိုးနော်ခိုးပန်းချံတို့သွားခဲ့တယ်ဆိုတော့ပါတီကဂျိုးရှိအဲလေးပေါ့နော်ခိုးသွားခဲ့တယ် iki mashita နော်ပြီးသွားပြီဆိုတော့မနေ့ကတငယ်ချင်းနဲ့ပန်းချံသွားခဲ့တယ်အဲ့တော့နံပါတ်4ကကြတော့မင်းဆန်စီကနေပတ်စံချီယူခဲ့တယ်မင်းဆန်စီကဆိုတော့စီမစီတော့ဆိုရင်ကျွန်တော်နီကလေးနဲ့တုံးတယ်လေအဲ့တော့မင်းဆန်နီပေါ့နော်မင်းဆန်နီပတ်စံဆိုတော့အိုခါနဲ့နော်အိုခါနဲ့ကိုဆိုတော့အိုခါနဲ့အိုပေါ့နော်ဒီမှာချီယူခဲ့တယ်အပြုခံပစ္စည်းတယ်ဆိုတော့အိုခါနဲ့အိုချီယူခဲ့တယ်ခါရီမရှိတာနော်မျိုးဆန်စီကနေပတ်စံချီယူခဲ့ပါတယ်ခါရီမစတာနံပါတ်5ကျတော့ဒီမုံဟင်းကားကရတာရှိတယ်ပြီးတော့ဈေးသက်တာဒီမုံဟင်းကားဆိုတော့ခွန်နော်နော်ခွန်နော်မုံဟင်းကားဆိုတော့ခတခဏနေရေးပေါ့နော်မုံဟင်းဟီဆိုတော့နော်ဟီမုံဟင်းကားနော်ခွန်နော်မုံဟင်းကားဝါပေါ့နော်ဒီမုံဟင်းကားရတာရှိတယ်အိုအီရှိတက်ပြီးတော့အရနော်ကျွန်တော်ပြီးတော့ဆိုတော့ဆိုရှိတဲ့နော်ဆိုရှိတဲ့ဈေးသက်တာတယ်ဈေးသက်တာလဲဆိုတော့安いですနော်ဒီမွေးငါရတာရှိတယ်このမွေးငါは美味しいですそして安いですပြီးတော့ဈေးသက်တာပါတယ်အဲ့တော့ကျွန်တော်နံပါတ်6မှာကျတော့ဘယ်နေရာမှာဒီကိုဝေခဲ့တာလဲဘယ်နေရာဆိုတော့ကျွန်တော်တို့ခိုပေါ့နော်တို့ကိုမှာဆိုတော့မှာအပြုခံပြည့်နော်ကျွန်တော်လှုပ်ရှားမှု action တွေပါတယ်ပေါ့နော်အဲ့တော့တို့ကိုတဲ့ဒီ t ဆိုတော့ခိုနိုခါစာပေါ့နော်ခွန်နိုခါစာကိုဆိုတော့ခွန်နိုခါစာအိုဝယ်ယူခဲ့ပါတယ်ဝယ်ဒီယာခါဤပြီးသွားပြီဆိုတော့မာရှိတာမိဂုံပုံစံလေးဆိုတော့ခါဤမစတာကာပေါ့နော်တို့ကိုတဲ့ခွန်နိုခါစာကိုခါဤမစတာကာနော်အဲ့တော့နံပါတ်9ကကြတော့မနက်ဖြန်မိသားစုစီကိုဖုံးဆက်မယ်မနက်ဖြန်ဆိုတော့အာရှိတာနော်မနက်ဖြန်မိသားစုဆိုတော့ခါဆိုခုပေါ့နော်ခါဆိုခုစီတို့ထန်တို့ဆိုတာ ਨੇ ကျွန်တော်ဗာလဲပါတီကဂျိုးရှိနိကလေးနဲ့တုံးတယ်မနက်ဖြန်မိသားစုစီကိုဖုံးဆက်မယ်ဖုံးဆိုတော့ဒင်းဝါပေါ့နော်ဒန်ဝါဖုံးကိုဆက်ပါမယ်ဆိုတော့ဒန်ဝါအိုဆက်ဒီယာခါခဲမတ်နော်ခါခဲမတ်မနက်ဖြန်မှာဆိုတော့ယူယူပဲနော်မနက်ဖြန်မိသားစုစီကိုဖုံးဆက်မယ်အာစတာခါဇခုနီဒန်ဝါကိုခါခဲမတ်နော်ဒီစာကြောင်းတွေအားလုံးအခန်း6လောက်ထိသင်မိသားသူတွေကတော့အားလုံးရေးနိုင်ကြလိမ့်မယ်လို့ယုံကြည်တယ်နော်ဆက်လက်ပြီးတော့လည်းစူးစမ်းကြပါနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ် like and follow လေးလုပ်ပေးကြပါခင်ဗျာ